အရှုံးမရှိချန်ပီယံ2ဦးနဲ့ Heavyweight ရာဇဝင်သစ် Sport and Entertainment Channel ကနေကြိုဆိုလိုက်ပါတယ်။ Heavyweight လက်ဝှေ့ပွဲတွေမှာချန်ပီယံကပတ်တွေအများကြီးရှိပါတယ်။ဒါပေမဲ့အဓိကအတိမတ်ပြုထားတဲ့ကပတ်ကြီးကတော့၄ခုရှိပြီးအဲ့ဒီကပတ်၄ခုလုံးကိုပိုင်ဆိုင်လိုက်တဲ့သူကမှလက်ဝှေ့လောကရဲ့တဦးတည်းသောအကြီးဆုံးချန်ပီယံ Undisputed Champion လို့ခေါ်ဆိုတာပါ။ဒီလိုမျိုးကပတ်၄ခုလုံးကိုစုစည်းပြီးအကောင်းဆုံးချန်ပီယံကိုဆုံးဖြတ်ခဲ့တာဟာနောက်ဆုံး1999ခုနှစ်လက်နစ်လူးဝစ်လက်ထက်ကစပြီးနောက်ထပ်နှစ်ပေါင်း25နှစ်တောင်ကြာမှပြန်လည်ပြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ Heavyweight ရဲ့ရာဇဝင်သစ်အကြောင်းကိုမပြောခင်ကျွန်တော်တို့ channel ကို like and subscribe လုပ်သွားကြပါအောင်ခင်ဗျာ။ဒီပွဲမစတင်ခင်မှာလက်ရှိချန်ပီယံ2ဦးဖြစ်တဲ့ Tyson Fury မှာကပတ်တစ်လုံး WBC ရှိပြီး Alexander Usyk ကတော့ကျန်တဲ့ကပတ်3လုံး WBA, IBF, WBO ကိုပိုင်ဆိုင်ထားပါတယ်။2024ခုနှစ်မေလ18ရက်နေ့မှာကျင်းပခဲ့တဲ့ Tyson Fury နဲ့ Alexander Usyk တို့ရဲ့ပွဲဟာဘာကြောင့်စိတ်လှုပ်ရှားစရာဖြစ်ရလဲဆိုတော့သူတို့နှစ်ယောက်စလုံးဟာ Professional လက်ဝှေ့လောကမှာတခါမှရှုံးပွဲမရှိသေးတဲ့ချန်ပီယံတွေဖြစ်နေလို့ပါပဲ။ Fury ဟာ34ပွဲနိုင်ပြီးတပွဲတည်ရကြဘူးတဲ့။ Usyk ကတော့22ပွဲလုံးနိုင်ထားပြီးရှုံးပွဲလုံးဝမရှိဘူး။ဒီလိုအောင်မြင်ဆုံး Heavyweight ဝိတ်တန်းမှာထိပ်ဆုံးရောက်နေတဲ့ကစားသမားနှစ်ယောက်လုံးရှုံးပွဲမရှိပဲထိပ်တိုက်တွေးကြတာဟာလက်ဝှေ့သမိုင်းမှာအလွန်ကိုရှားပါတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။ဒီပွဲရဲ့အကြီးမားဆုံးဆွဲဆောင်မှုနဲ့ PR ကတော့သူတို့နှစ်ယောက်ထဲကတယောက်ရဲ့ရှုံးပွဲမရှိတဲ့မှတ်တမ်းဒီ0ဟာဒီပွဲမှာပျက်စီးတော့မှာဖြစ်တဲ့အတွက်ပါပဲ။ဒီလိုရှုံးပွဲမရှိဘူးဆိုတဲ့ဂုဏ်ဘုတ်ဟာချန်ပီယံတယောက်တွေကပတ်တွေထက်တောင်ပိုပြီးအရေးပါတဲ့ဂုဏ်သိက္ခာတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ဒီပွဲဟာရိုးရိုးကပတ်လူပွဲမဟုတ်ပဲတဦးချင်းစီရဲ့ဘဝဂုဏ်သိက္ခာနဲ့မှတ်တမ်းတွေအလွန်ပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်လာခဲ့ပါတယ်။ Tyson Fury နဲ့ Alexander Usyk တို့ရဲ့ပွဲစဉ်ဟာလက်ဝှေ့သမိုင်းမှာထူးခြားရခြင်းရဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကတော့သူတို့နှစ်ဦးရဲ့ကစားဟန်နဲ့ခန္ဓာကိုယ်ပုံစံတွေကလုံးဝစမ်းကြင်ဘက်ဖြစ်နေတာပဲဖြစ်ပါတယ်။ Tyson Fury ဟာအရက်6ပေ6လက်မရှိပြီးကိုယ်လေးချိန်အလွန်ကြီးမားပါတယ်။သူ့ရဲ့ကစားဟန်ကကြီးမားတဲ့ခန္ဓာကိုယ်ကိုအသုံးချပြီးခံမှန်းရခက်တဲ့ပုံစံမျိုးပါ။ဒါကို Alexander Usyk ကတော့ရွယ်စားပိုသေးပေမဲ့မြန်နှုန်းမြင့်ခြေလမ်းလျင်မြန်းတဲ့လက်သီးထိုးချက်နဲ့ထူးချွန်တဲ့နီးစနစ်ပိုင်းအသိဉာဏ်တွေနဲ့ပြန်လည်ရင်ဆိုင်ရတာဖြစ်ပါတယ်။ဒီပွဲစဉ်ဟာခန္ဓာကိုယ်ကြီးမားမှုနဲ့နီးစနစ်ပိုင်းကျွမ်းကျင်မှုတို့ရဲ့အဓိကထိပ်တိုက်တွဲဆုံမှုတစ်ခုလည်းဖြစ်ပါတယ်။ Fury ဟာ2015ခုနှစ်နိုဝင်ဘာလကလေးကဝိုင်းချန်ပီယံ Vladimir Klitschko အနိုင်ယူပြီး Heavyweight ဝိတ်တန်းရဲ့အကြီးဆုံးချန်ပီယံနေရာကိုရယူထားသူပါ။ Usyk ကတော့ Heavyweight ကိုမတက်ခင်သူ့အောက်က Cruiserweight ဝိတ်တန်းမှာကပတ်အားလုံးကို Undisputed Champion ဖြစ်ခဲ့ပြီးမှဝိတ်တန်းတက်လာတဲ့သမိုင်းမှတ်တမ်းကိုပိုင်ဆိုင်ထားသူပါ။ဒီလိုမတူညီတဲ့ဘဝခီးလန်းတစ်ခုကနေလာတဲ့အကောင်းဆုံးကစားသမား2ဦးထိပ်တိုက်တွေးကြတဲ့အခါလက်ဝှေ့ပရိသတ်တွေကြားမှာမေးခွန်းတစ်ခုပေါ်လာပါတယ်။အဲ့ဒါကတော့ Heavyweight ရဲ့ဘရင်ဟာမွေးရပါကြီးမားတဲ့ရွယ်စားနဲ့အားကိုပိုင်ဆိုင်တဲ့သူလားဒါမှမဟုတ်ဝိတ်တန်းတစ်ခုလုံးကိုအောင်နိုင်ပြီးတက်လာတဲ့နီးစနစ်ပိုင်းအကောင်းဆုံးသူလားဆိုတဲ့မေးခွန်းပါပဲ။ဒီလိုမျိုးလက်ဝှေ့ရဲ့အခြေခံအတွေးခေါ်ကိုပါစိန်ခေါ်လိုက်တဲ့အတွက်ဒီပွဲဟာသမိုင်းမှာအမှတ်ရစရာကောင်းတဲ့တိုက်ပွဲတစ်ခုဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။